Avatar နဲ့ Mobile Legends ကို collaboration လုပ်လိုက်တဲ့ Moon တွင်းရဲ့အထားကဘာအထားလဲဒီနှစ်ထဲမှာနဲ့နောက်နှစ်ထဲမှာ collaboration အနေနဲ့နာမည်ကြီး anime တွေဖြစ်တဲ့ One Piece, Bleach, Demon Slayer စသဖြင့်သတင်းတွေထွက်နေတဲ့ကြားကပဲနောက်ထပ် surprise collaboration တစ်ခုကို Moon တွင်းဘက်ကချပြဖို့အတွက်စီစဉ်ထားပါတယ်။အဲ့ဒါကတော့ Avatar နဲ့ Mobile Legends ရဲ့ collaboration မှာ Avatar လို့ပြောလိုက်လို့အပြာရောင်ကောင်းကောင်းကြီးတွေကောင်းကောင်းလေးတွေလေပေါ်လွင့်နေတဲ့ကျွန်းကြီးတွေဒါကြီးကိုလည်းပြေးပြီးမမြင်ပါနဲ့ရော။အဲ့ဒါနဲ့မဟုတ်ပါဘူး။ဒီ Avatar ကကြတော့မီးရည်လေမြေဆိုတဲ့ဓာတ်ကြီးလေးပါပါဝင်တဲ့ Avatar ပါခလီဘွားက TV ကနေကြည့်ခဲ့ဘူးတဲ့နှစ်ဖူးမှာမြားလေးအောက်ဆိုင်နေတဲ့ကရုံးကလေးတို့တိုင်းနဲ့ collaboration လုပ်မှာဖြစ်ပါတယ်ဒီ Avatar ကမြန်မာနိုင်ငံမှာတော့လောက်လောက်လာလာအောင်မြင်မှုမရှိဘူးဆိုပေမဲ့နိုင်ငံတကာပရိသတ်တွေကြားထဲမှာတော့တော်တော်လေးကိုမှရေပန်းစားတဲ့ခလေးရောလူကြီးရောကြိုက်ကြတဲ့ animation တစ်ခုပါဘယ်လောက်ထိတောင်မှကောင်းလဲဆိုတော့သူ့ကို live version တွေပါပြန်ပြီးတော့ထုတ်ထားရတဲ့အထိပါပဲအကြောင်းအရာကိုပြန်ဆက်ရမယ်ဆိုရင် Moon တွင်းဘက်ကဒီလိုမျိုး Avatar နဲ့ collaboration လုပ်မယ်လို့ရည်ရွယ်ပြီးတော့လုပ်ထားပေမဲ့အဲ့ဒီ collaboration မှာပါမယ့် hero တွေကကြတော့မတ်လောက်စရာ hero တွေဟုတ်မနေတာပါမြန်မာနိုင်ငံကကစားတဲ့ပလီယာတွေအတွက်စိတ်ဝင်စားစရာဆိုလို့တကောင်တော့ပဲပါပါတယ်လောလောဆယ် official မဟုတ်သေးပဲကောလာဟာလာအနေနဲ့ကြားထားတာကဒီမှာစကင်၄កောင်ပါမှာပါစကင်၄កောင်အနေနဲ့ထုတ်မဲ့ hero ၄កောင်ကကြတော့ဇီလာဂက်ဒီတာဖယ်လီယာမာရှာတို့ပဲဖြစ်ပါတယ်ဘယ်သူတွေနဲ့ဘယ်လိုမျိုး collaboration လုပ်မှလဲဆိုတာစိတ်မဝင်စားသေးခင်အရင်ဆုံးထုတ်မဲ့ hero ၄កောင်ကိုမြင်လိုက်တာနဲ့ပဲကျွန်တော်တို့စိတ်ထဲမှာလိုချင်လောက်ပါတယ်ဆိုတဲ့ hero မျိုးမပါတာကိုသတိထားမိပါလိမ့်မယ်။မွန်တွန်းကတလွဲတွေလေးလုပ်တဲ့အပြင်ကိုမှ collaboration ကိုဘယ်လိုကောင်မျိုးတွေနဲ့ရှောက်ထုတ်နေမှမသိပါဘူး။ဒီနေရာမှာမွန်တွန်းဘက်ကစီစဉ်ထားတဲ့အစီအစဉ်လေးတစ်ခုကိုပြောပြပါမယ်။အဲ့ဒါက Avatar series ရဲ့အသက်ဖြစ်တဲ့ဓာတ်ကြီးလေးပါမီးရည်လေမြေဒီလေးကောင်ထုတ်မှာပါဇီလောင်နဲ့ collaboration လုပ်မဲ့လေအတွက် character ကကြတော့ Aang ဖြစ်ပါတယ်ဇလန်တွေက main character လို့လည်းပြောလို့ရပါတယ်ဇလန်ကိုမကြည့်ဘူးဆိုရင်တော့မှပုံစံကိုမြင်တာနဲ့ဘယ်သူမှတမ်းပြီးတော့ချက်ချင်းသဘောပေါက်နိုင်ပါတယ်မြေအတွက်ကကြတော့ဇလန်တွေကအကျဉ်းဆုံး character လို့ပြောလို့ရမယ် Toph ဖြစ်ပါတယ်သူက Earth Bender ဖြစ်ပါတယ်သူကိုတော့ Marsha နဲ့စီစဉ်ထားပါတယ်နောက်ထပ် collaboration အတွက်တကောင်ကကြတော့ကဘာမှာနာမည်ကြီးတဲ့အပြင်ကိုမှ animation ထဲမှာရောအပြင်လောကမှာရောတော်တော်လေးကိုမှထင်ရှားတဲ့ Zuko ဖြစ်ပါတယ်မျက်နှာတစ်ချမ်းကမီးလောင်ထားတဲ့ပုံစံမျိုးနဲ့တော်တော်ကို badass ဖြစ်တဲ့ပုံစံမှာသူကတော့မီးအတွက် character ဖြစ်ပြီးတော့ Valia နဲ့ collaboration လုပ်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ကောင်ကကြတော့ဇလန်တွေက main character တွေကတယောက်လိုပဲပြောလို့ရမယ့် Katara ဖြစ်ပါတယ် Katara ကကြတော့ Water Bender ဖြစ်ပြီးတော့ Gadita နဲ့ collaboration လုပ်မှာဖြစ်ပါတယ်အခုပြောခဲ့တဲ့၄កောင်ကိုဇလန်ကိုကြည်ဘူးတဲ့သူတွေဆိုရင် collaboration လုပ်ထားတဲ့ character တွေနဲ့ hero တွေနဲ့ကတကောင်လောက်တဲ့တာကလွဲပြီးတော့ကျန်တဲ့၃កောင်ကဘာမှဆိုင်မနေပါဘူးဘလောက်တောင်ရွှေညံတော်စူးရောက်ပြီးတော့မွန်ဒိုဘက်ကစီစဉ်မှလည်းမသိပါဘူးဇီလောင်ရဲ့ပုံစံဆိုရင်လည်းပဲ Avatar တွေက Aang ရဲ့ Evander နဲ့လုံးဝဘာမှကိုမဆိုင်တာပါခက်တီတာဆိုရင်လည်းသူ့ရဲ့ original form ကရေသူမာကြီးဖြစ်ပြီးတော့ Katara နဲ့ collaboration လုပ်မယ်ဆိုရင်သူ့ရဲ့မူရင်း form ကြီးကိုပြန်ပြောင်းပြရပါလိမ့်မယ်မာရှာဆိုရင်လည်းထိုနည်းတူပါပဲ Toph နဲ့ဘာမှမဆိုင်ပါဘူးValia တကောင်လောက်ပဲသက်ဆိုင်တယ်လို့ပြောလို့ရပါတယ်။ collaboration ကမထွက်ခင်တွေကတော်တော်ကြီးကိုပုတ်ပွားကြီးဆိုတော့ချီကျူးစရာဘာမှကိုတနေရာမှရှိမနေတာပါ။စကင်တွေကိုဘလောက်ပဲကောင်းအောင်လုပ်ပြီးမူရင်း character ရဲ့ဒီဇိုင်းပါညာအထာရီကိုဖျက်ဆီးမိတယ်လို့အင်ဂိမ်းတွေက hero တွေကိုလည်းပဲဖျက်ဆီးလုပ်မိတဲ့ပုံစံမျိုးက collaboration နေနဲ့မလုပ်တင်တာပါ။ဒါပေမဲ့ဒီ Avatar နဲ့ကိုတော့ Moon တွန်းဘက်ကရအောင်လုပ်ပါလိမ့်မယ်။ဒီ collaboration မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကပြောခဲ့တဲ့စကင်၄កောင်တွေကတကောင်ကို free ပေးမှာပါ။လွန်ခဲ့တဲ့ Naruto event တုန်းကလိုမျိုး Gaara ကို free ပေးတယ်လို့ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့လွယ်ကူနဲ့တော့ရမှာမဟုတ်ပါဘူး။ mini game ကစားပြီးတော့ point 3500တို့ ticket 3500တို့နေတိုင်းဝင်ကစားရမယ့်ဟာမျိုးတွေကိုခိုင်းချင်ပါလေဦးမယ်။နောက်ပြီးအခုတည်ထားရတဲ့ပုံအရဒီတစ်ခါကြလို့ရှိရင် site ပြေးလောက်ခိုင်းမှာပါ။ဘယ်ကောင်ကို free ပေးမလဲဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့လေတည်ထားရတာကတော့ Aang ရဲ့စကင်ဇီလောင်ကိုတော့ free ပေးမယ်ဆိုပြီးတော့သိရပါတယ်။ဒါကလည်းဟုတ်ချင်မှာဟုတ်မှာပါ။ဒီသတင်းကအခုလက်ရှိအထိ collaboration confirm ဖြစ်တယ်ဆိုပေမဲ့အပြင်ကိုပေါက်ထွက်လာတဲ့သတင်းမျိုးမဟုတ်သေးပါဘူး။အရင်ဆုံးဦးဖျားသိရတာမို့လို့တမင်ဝေဖန်ခြင်းလို့တင်ဆက်ပေးတာဖြစ်ပါတယ်။အဲ့တော့ဒီ Avatar animation ကိုကြည့်ဘူးကြတဲ့သူတွေရှိရင်လည်းကျွန်တော်ပြောတဲ့အချက်လက်ကိုသဘောပေါက်ပါလိမ့်မယ်။တကယ်လို့ဒီ Avatar ကိုမကြည့်ဘူးသေးဘူးဆိုရင်လည်းကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်။သူ့ရဲ့ဇလန်တီစောက်ပုံတွေသူ့ရဲ့ character development တွေ cartoon animation ကနေပြီးတော့ live action တွေထွက်ထားပြီးသားမို့လို့ပရိသတ်တွေစိတ်ဝင်စားရင်ဆက်စုကြည့်နိုင်ပါတယ် collaboration ကဘာမှလောက်လာထွက်ထားတာမဟုတ်သေးဘူးဆိုပေမဲ့မဖြစ်အောင်အတင်းကြီးလုပ်ထားတဲ့ပုံစံကိုတော့လုံးဝမကြိုက်တာဖြစ်ပါတယ်ဒီတစ်ခါတလောက်ဝေဖန်ပြီးတော့တကယ်ထွက်လာတဲ့အချိန်ကျရင်နောက်ထပ်တစ်ခါထပ်ပြီးဝေဖန်ပါအောင်မယ်မွန်တွန်းကအရင်လိုတရုတ်ပိုင်မဟုတ်တော့ပဲကုမ္ပဏီပြောင်းပြီးနောက်ပိုင်းတွေကနာမည်ကြီး collaboration တွေကိုငွေကိုရေလိုသုံးပြီးတော့လိုချင်တာကိုရအောင်ကိုဖန်တီးယူနေတာပါပဲဒီတော့ Avatar animation ကိုကြည့်ဘူးတဲ့သူတွေရောအခု collaboration ကဖြစ်ထိုက်တဲ့ hero တွေနဲ့လို့ထင်လားကျွန်တော်နဲ့အမြင်တူလားပြောခဲ့လို့ရပါတယ်
နောက်ထပ်လည်းဒီလိုပြင်းစရာရှိရင်ပြင်းပေးအောင်ပါထပ်ကြည့်ခြင်းနေတဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့လို့ရပါတယ်ကျေးဇူးပါ